ယေရုရှလင်ငြိမ်းချမ်းမှုဆုတောင်းတဲ့အခါမှာကြာရင်ကျွန်တော်ဒါဂါဇာဒေသနဲ့ပတ်ဝန်းကျင်နိုင်ငံတွေအားလုံးလည်းပဲအတူရှင်တွဲနေထိုင်ပြီးတော့ငြိမ်းချမ်းစွာဒီငြိမ်းချမ်းရေးကိုပေါ်ဆောင်နိုင်မှုအတွက်တော့ဆက်လက်ဆုတောင်းမှာပဲဖြစ်ပါတယ်ကျွန်တော်တတ်နိုင်တဲ့ပိုင်းကတော့ဆုတောင်းပေးဖို့ငြိမ်းချမ်းရဖို့ဆုတောင်းရမယ်ဟိုးခါနန်ပြည်ကိုတိမ့်ပိုက်ကတဲ့ကနဲ့ဒီပါလက်စတိုင်းနဲ့အစ္စရေးကတမိုင်းကြောင်းရမဟာရန်သူကြီးဖြစ်ခဲ့ပါတယ်ဒါကြောင့်သမ္မတဒေါ်နယ်ထရန့်ကဒီငြိမ်းချမ်းစာချုပ်ကိုအီဂျစ်နိုင်ငံမှာသူနိုင်ငံကောင်းဆောင်တွေအများပြားရှိမှသူလက်မှတ်ရေးထိုးတဲ့နေ့မှာပေါ့နော်သူဘာတစ်ချက်ပြောရလဲဆိုတော့နှစ်ပေါင်း3000တမိုင်းကြောင်းရှိတဲ့ဒီပဏိပခကိုတဲ့ဒီနေ့ပြည်လည်ဖို့အတွက်ငြိမ်းချမ်းရဖို့အတွက်ကျွန်တော်လက်မှတ်ရေးထိုးတယ်နှစ်ပေါင်း3000ပြဿနာပေါ့ပြောလို့ဆိုအပြစ်ခတ်ရဲ့စေးသဘောတူညီချက်စာချုပ်ကိုလက်မှတ်ရေးထိုးပြီးတဲ့နောက်မှာတော့မှဒီဟာမတ်စ်ဘက်ကနဲ့တိုက်ခိုက်မှုတွေရှိခဲ့ပြီးတော့မှအစ္စရေးကလည်းပဲပြန်လည်ပြီးတုတ်ပြန်တဲ့အနေနဲ့လေကြောင်းလိုင်းရတဲ့ဒါပြန်ပြီးတော့မှတိုက်ခိုက်ခဲ့တာရှိပါတယ်ဥပမာအောက်တိုဘာလ19ရက်နေ့မှာဒီအစ္စရေးကနဲ့လေကြောင်းရန်ကနဲ့ဒါတိုက်ခိုက်ခဲ့တာရှိပါတယ်နောက်ပြီးတော့ဒီကြားထဲမှာပေါ့နော်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝင်ရောက်ခွင့်ကိုဒီကယ်ဆယ်ရေးထရပ်ကားတွေ600အထိပေါ့နော်ခွင့်ပြုထားပေမဲ့လည်းပဲအခုသူတို့ဒီဟာမတ်စ်ဘက်ကနေသူတို့ပြောနေတာကအော်တိုဘာလ30ကနေ16အတွင်းမှာဂါဇာဒေသမှာအစ္စရေးကနဲ့ဒီနေရာနဲ့မှ16စင်ထရပ်ကားတွေကိုပဲဝင်ခွင့်ပေးခဲ့တယ်ဆိုမှသူတို့ကလည်းဒါရှုံချတာတွေ့ရတယ်လောလောဆယ်အထိတော့သဘောတူညီချက်ရဒီပထမအဆင့်ထိတော့ဒါနည်းနည်းအဆင်ပြေချောမောစွာနဲ့ပြီးဆုံးသွားပြီလို့ပြောလို့ရပါတယ်အဲဒီမှာပြစ်ခတ်ရဲစေးရေးပြီးတဲ့အခါမှာထိုးစစ်ကနေစုတ်ခွာရေးပြီးရင်တစားကလဲလဲရေးအဲ့ဒါတွေကဒါလုံနေစေဒါပေမဲ့ဟာမတ်စ်ဘက်ကနေတော့ဆောနာပြောလို့တိတ်ဆုံးသွားတဲ့သူတွေရဲ့ရုပ်ကလပ်ကိုအားလုံးပြန်လွှဲဖို့အတွက်သူတို့မလှုပ်ဆောင်နိုင်သေးတဲ့အနေအထားမှာရှိသေးတယ်ပေါ့နော်ဒုတိယအဆင့်မှာနောက်လှုပ်ဆောင်မဲ့အရာတွေကဘာလဲဆိုတော့ဂါဇာကမ်းမြောင်ဒေသအတွက်ရေရှည်အုပ်ချုပ်စီမံရေးအစီအစဉ်တွေနောက်ပြီးတော့ပြန်လည်တည်ဆောက်ရေးပေါ့ဂါဇာရဲ့မြို့ရွာပြန်လည်တည်ဆောက်ရေးအစီအစဉ်ပြီးတဲ့အခါမှာအဲ့ဒီမှာအရေးအကြီးဆုံးတစ်ချက်ကဟာမတ်စ်ဒီလက်နက်ကင်ဖွဲ့စည်းကိုလက်နက်ဖြတ်သိမ်းရေးပေါ့အဲ့ဒါကအင်မတန်ရေးကြီးပါတယ်ဟာမတ်စ်ကောင်းဆောင်တွေတော့များတော့သူတို့အနေနဲ့လုံးဝလက်နက်ဖြတ်သိမ်းမှုအတွက်ကိုညှင်းဆူနေတဲ့သဘောအနေအထားမှာရှိပါတယ်အဲ့ဒီလက်နက်ဖြုတ်သိမ်းရေးအစီအစဉ်ပြီးသွားပြီးတဲ့နောက်မှာဒါတော့ဖြစ်နိုင်ခြေပေါ့လုံးဝဖြစ်လာမယ်တော့မဟုတ်သေးဘူးပါလက်စတိုင်းနိုင်ငံအဖြစ်အတိအမှပြုနိုင်ခြေအဆင့်ပြုနိုင်ခြေအဆင့်မှာဆက်ပြီးတော့တွားနိုင်ပါတယ်ဒီနေရာမှာအစ္စရေးဘက်ကနဲ့အရေးအကြီးဆုံးအချက်တစ်ချက်ဖြစ်တဲ့ဒီလုံခြုံရေးဆိုင်ရာကိစ္စပေါ့နော်ဒီဂါဇာဒေသမှာလက်နက်ကင်ဖွဲ့စည်းမရှိရဘူးအဲ့ဒီကလုံခြုံရေးကိစ္စအဝဝကိုအစ္စရေးဘက်ကနဲ့အဓိကထိန်းချုပ်ပြီးတော့မှကင်တွေတွားမယ်ဆိုတဲ့သဘောကိုသူတို့ကနဲ့အဓိကပြောနေတာဖြစ်ပါတယ်ဒါပေမဲ့ဟာမတ်စ်အနေနဲ့လက်နက်ကိုလုံးဝဖြုတ်သိမ်းပြီးတော့တွားမယ်ဆိုရင်လုံခြုံရေးကိစ္စကိုဘယ်လိုပုံစံနဲ့တွားမယ်ဆိုတဲ့ဟာကချို့စိန်ခေါ်မှုတွေနည်းနည်းရှိပါတယ်နောက်စိန်ခေါ်မှုတစ်ခုကကြတော့ပါလက်စတိုင်းပြည်သူတွေအနေနဲ့သူတို့လက်ခံနိုင်တော့တရားမျှတတဲ့အုပ်ချုပ်ရေးစနစ်ဖွဲ့စည်းပုံတွေတေချာပြည်ပြအောင်ပေါ်လာဖို့ပဲသူတို့ဒါမျှော်လင့်ပါတယ်ပါလက်စတိုင်းဒီဂါဇာဒေသမှာအုပ်ချုပ်ရေးလူဒန်းစားတရက်ကအားလုံးမဟုတ်ပေမဲ့တချို့လူတွေကဟာမတ်စ်ကနဲ့လွှမ်းမိုးမှုရှိနေတဲ့ခေါင်းဆောင်တွေချို့ဖြစ်နေတယ်ဟာမတ်စ်ကိုပရိုဟာမတ်စ်ပေါ့နော်ထောက်ခံတဲ့ဖွဲ့တွေချို့ပါနေတယ်အဲလိုလွှမ်းမိုးမှုရှိနေခြင်းပေါ်မှာအစ္စရေးကလည်းပဲဒါစိုးရင်ကြောင်းကြမှုတွေတချို့ရှိပါတယ်ဂါဇာဒေသရဲ့အုပ်ချုပ်ရေးစနစ်ဘယ်လိုပုံစံပေါ်ပေါက်လာမလဲဆိုတာကတော့ဆက်လက်ပြီးတော့ကျွန်တော်စောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်အဲ့တော့တချို့အာရပ်နိုင်ငံတွေကလည်းဟိုမှာတူရကီတို့အင်ဒိုနီးရှားတို့ကစအဲ့ဒီမှာငြိမ်းချမ်းကိုကာကွယ်ထိန်းသိမ်းမှုအတွက်သူတို့ရဲ့နိုင်ငံတော်စစ်တပ်တွေကိုလာပြီးတော့မှကာကွယ်ဆောင်ရှောက်ဖို့အတွက်စေလွတ်ဖို့ ready အဆင်သင့်ရှိပါတယ်ဆိုမှသူတို့ကလည်းကန့်လန့်ထားတာလည်းရှိပါတယ်ဒါပေမဲ့အဲ့ဒီပေါ်မှာအစ္စရေးကလည်းလက်ခံလက်မခံဆိုရတော့ဒါပြောလို့မရဘူးပေါ့နော်ဒါနောက်ပိုင်းသူတို့အဲ့ဒီအစီအစဉ်တွေပေါ်မှာပြန်လည်ပြီးတော့မှဆုံးဖြတ်ချက်ချသွားမယ်ဆိုမှကျွန်တော်ယုံကြည်တယ်ပျက်စီးယိုယွင်းသွားတဲ့ဒီဂါဇာကမ်းမြောင်ဒေသမျိုးပြကြီးတစ်ခုလုံးပြန်လည်တည်ထောင်ရေးမှာပြန်လည်တည်ဆောက်ရေးမှာကြတော့အမေရိကန်ပါဝင်တချို့ဒီချမ်းသာတဲ့အရှေ့လေပိုင်းကအာရပ်နိုင်ငံတွေအများပြားကနေဒါငွေကြေးအများစိုက်ထူပြီးတော့မှပြန်လည်တည်ဆောက်ရေးအတွက်သူတို့ကကြိုးပမ်းသွားမယ့်သဘောရှိပါတယ်အဲ့တော့အကြမ်းဖျင်းဆောက်လုပ်ရေးအတွက်သူတို့ propose လုပ်ထားတဲ့ဒီမြေပုံစံကိုတော့ဒါရှိနေပြီဖြစ်ပါတယ်အဲ့တော့ဒုတိယအပိုင်းအနေနဲ့တမန်ကျမ်းစာရှုထောင့်ကနေကျွန်တော်ဒီမှာပြောသွားမယ်အဲ့ဒါကဘာလဲဆိုတော့
ဒီဂါဇာနဲ့အစ္စရေးတို့ကခေတ်သစ်အစ္စရေးသမိုင်းမှာမှရန်သူဖြစ်လာတာမဟုတ်ပါဘူးခေတ်သစ်အစ္စရေးသမိုင်းဆိုတာကအခုဒီ1948အစ္စရေးနိုင်ငံပြန်လည်ပေါ်ပေါက်လာပြီးတဲ့နောက်မှပဲဒီပါလက်စတိုင်းနဲ့ပဋိပက္ခတွေစတင်လာတာတော့မဟုတ်ပါဘူးဒါရှေးပဝေသနီတွေကတမန်ကျမ်းစာကိုကျွန်တော်လိုက်ပြီးတော့မှကြည့်မယ်ဆိုရင်ဟိုးခါနန်ပြည်ကိုတိမ့်ပိုက်ကတဲ့ကနဲ့ဒီပါလက်စတိုင်းနဲ့အစ္စရေးကတမိုင်းကြောင်းရမဟာရန်သူကြီးဖြစ်ခဲ့ပါတယ်ဒါကြောင့်သမ္မတဒေါ်နယ်ထရန့်ကဒီငြိမ်းချမ်းစာချုပ်ကိုအီဂျစ်နိုင်ငံမှာသူနိုင်ငံခေါင်းဆောင်တွေအများပြားရှိမှသူလက်မှတ်ရေးထိုးတဲ့နေ့မှာပေါ့နော်သူဘာတစ်ချက်ပြောရလဲဆိုတော့နှစ်ပေါင်း3000တမိုင်းကြောင်းရှိတဲ့ဒီပဏိပခကိုတဲ့ဒီနေ့ပြည်လည်ဖို့အတွက်ငြိမ်းချမ်းရဖို့အတွက်ကျွန်တော်လက်မှတ်ရေးထိုးတယ်နှစ်ပေါင်း3000ပြဿနာပေါ့ပြောလို့ဆိုအဲ့တော့နှစ်ပေါင်း3000ပြဿနာသူဘာလို့ပြောလဲဆိုတော့ဆိုတာပြောလို့ဒီရဲ့ပြဿနာကတမန်ကျမ်းစာကိုကြည့်မယ်ဆိုရင်တော့ BC 1406ကနေစပြုတယ်ဆိုတော့တကယ်တော့နှစ်ပေါင်း3000တော့မကပါဘူးနှစ်ပေါင်း3400ဝန်းကျင်လောက်ဒီပြဿနာရှိခဲ့တာအဲ့တော့သမ္မတဒေါ်နယ်ထရန့်ပြောထားတာကတကယ်ကို prophetic လဲဆန်ပါတယ်ဟိုးတမိုင်းကြောင်းရနှစ်ပေါင်း3000ကြော်ကလေးကနဲ့ပဏိပခဖြစ်လာတဲ့ဒီပြဿနာအခုထိမပြေလည်ဘူးအခုထိငြိမ်းချမ်းမရနိုင်ဘူးအဲ့တော့ထာဝရငြိမ်းချမ်းဆိုတာကတော့လုံးဝအမှခံချက်မရှိပါဘူးအခုတော့မှငြိမ်းချမ်းလက်မှတ်ထိုးပြီးတော့မှတလတော့မပြည့်သေးဘူးဟိုမှာအပြန်လဲတိုက်ခိုက်မှုတွေရှိတယ်ဒါစာချုပ်ချိုးဖောက်မှုတွေပေါ့ပြောမယ်ဆိုရင်ရှိနေပါတယ်အပြန်လဲပြန်ပြီးတော့မှပဏိပခတွေကပြန်ပြီးအသက်ဝင်လာတဲ့ပုံစံဖြစ်နေအခုတော့မှရင်တမမနဲ့ကျွန်တော်နိုင်ငံကောင်းဆောင်အများပြားကဒါစောင့်ကြည့်နေရတဲ့အနေအထားမှာရှိနေတယ်အဲ့တော့ဒီပြဿနာကအခုမှစလာတာမဟုတ်ဘူးတမိုင်းကြောင်းရတမန်ကျမ်းစာထဲမှာလည်းပေါ်ပြထားတယ်။ Israel လူမျိုးကိုဘုရားက the promised land ဆိုတဲ့ဂတိတော်ပေးတဲ့ပြီးမှာသူတို့စဝင်တဲ့အခါမှာဝင်ချင်းပဲအဲ့ဒီမှာစပြီးတော့သူတို့တိုက်ခိုက်ချိန်မုံရတဲ့လူမျိုးစုတွေရှိတယ်။အဲ့ဒီလူမျိုးစုတွေကဘာတူလဲဆိုတော့ဒီမှာတရားဟောရာကျမ်းခန်းကြီး20 16နဲ့18ထဲမှာပြောထားတယ်။တင်တို့အမွေခံရဖို့ဤလူမျိုးနေရာမြို့တို့၌အသက်ရှူတော့တတ်တော်တစုံတယောက်ကိုများအသက်မရှင်စေရ။ Israel လူမျိုးကိုဝင်ရောက်တဲ့အခါမှာရှင်းရှင်းဖြစ်စေရမယ်ဆိုပြီးတော့ဖျားကသူတို့ကိုမိန့်မာထားတယ်အဲ့တော့အဲ့မှာဘသူတွေရှိလဲဆိုဟိတိလူတွေအာမောရိလူတွေခါနနိလူ Canaanites ပေါ့နော်ဖေရဇိလူနဲ့ဟီဝီလူယေဗုတိလူဒီဖိလိတိလူတွေကဘလောက်ထိရာဇဝင်ကဟိုနောက်ကျောင်းပြန်ဆွဲကြည့်မယ်ဆိုရင်ပေါ့နော်နှစ်ပေါင်း3000နဲ့မှ400ကျော်လွန်ခဲ့တဲ့နှစ်ပေါင်း3400ကျော်ကလေးကနဲ့အာဗြဟံနဲ့အိဇက်တို့ကနဲ့စတင်ပြီးတော့မှသူတို့ဆက်နွယ်မှုရှိခဲ့တယ်ဂါဇာကိုတိုက်ရိုက်သူတို့မအုပ်ချုပ်ခဲ့ခင်ကတည်းကလည်းဘိုးဘေးတွေကဖိလိတိနယ်မြေများနဲ့နိကတ်စွာသူတို့အသက်ရှင်ခဲ့ဥမာဂေယာမြို့ဂေယာတွင်အုပ်စိုးတော့အဘိမလက်တွေဘိုးဘေးနော်ဒီဟိုအာဗြဟံနဲ့အဘိမလက်ပေါ့အဘိမလက်ရဲ့မျိုးနွယ်စုတွေကအဲ့ဒီမှာဖိလိတိရဲ့ဘိုးပင်ဘောင်ဆက်တွေဖြစ်ပါတယ်အဲ့တော့ Israel က the promised land ဖြစ်တဲ့ဂရိတော်ပြည်ကိုဒါဝင်ရောက်သိမ်းပိုက်တဲ့အခါဘယ်သူကဥဆောင်လဲဆိုတော့ယောရှုကဥဆောင်ယောရှုဥဆောင်ပြီးစတင်ဝင်ရောက်သိမ်းပိုက်တဲ့အခါကျတော့ဒီမှာယောရှုမဆာ30-40တက်မှာပေါ်ပြထားတယ်အဲ့မှာဗာပြောလဲဆိုတော့ယူဒအနွယ်ကယောရှုရဲ့ဥဆောင်မှုအောက်မှာဣတေလလူမျိုးတွေကနေယူဒအနွယ်ကဂါဇာဒေသကိုသူကသိမ်းပိုက်ခဲ့တယ်ဒါပေမဲ့ယောရှု73ထဲမှာဗာပြောလဲဆိုတော့ဂါဇာဒီအပိပိုင်သိမ်းပိုက်ပြီးတော့မှထိန်းချုပ်ခဲ့တော့နေမီမဟုတ်ပဲနဲ့ဖိလိတိလူတွေရဲ့အမာခံနေမီဖြစ်ဆက်လက်တည်ရှိနေကြောင်းကိုတော့ကျွန်မကျမ်းစာသမိုင်းမှာတွေ့ရတယ်အဲ့တော့ဒီ promised land ကဂတိတော်ပြီးအားလုံးကိုတင်လိုက်ပြီဒါပေမဲ့ပြဿနာပါလေဆိုတော့ဂါဇာဒေသမှာပဲလွတ်ပြီးတော့ကွက်ပြီးတော့ကြံနေတယ်ကြံတဲ့နေရာမြို့ဟာတွေအားလုံးတင်ပိုက်လိုက်တယ်ဒီဂါဇာဒေသပဲကြံခဲ့တာအတမချမ်းစာရဲ့စကားအရာဂါဇာဆိုတာကဒီဟေဘရဲစကားနဲ့ဆိုရင်တော့သူတို့အာဇာလို့ခေါ်တယ်အာဇာဆိုတဲ့အတိတ်ပဲမူရင်အတိတ်ပဲကပါလေဆိုတော့ခံတက်လို့အတိတ်ပဲရတယ်ဒါမှမဟုတ်ခိုင်မာတော့စန့်ကျင်တဲ့သဘောကိုပြောတာခံတက်လည်းဟုတ်တယ်ပြီးရင်ပါလဲဆိုတော့စန့်ကျင်တဲ့မျိုးရိုးမျိုးပြပေါ့နော်အဲ့လိုအတိတ်ပဲတက်ရောက်ပါတယ် Israel လူမျိုးတွေကဒီအခု the promised land ဖြစ်တဲ့ခါနာန်ပြည်ဝင်ရောက်လာတဲ့အခါမှာအဲ့ဒီမှာအထင်ရှားဆုံးဖိလိတိလူမျိုးတွေနေထိုင်တဲ့အခု Palestine လို့ခေါ်မှာပေါ့နော်ဒီလူမျိုးတွေနေထိုင်တဲ့မြို့ပြ9ခုအတိအကရှိတယ်အဲ့ဒီမြို့ပြ9ခုကပါလဲဆိုတော့ဂါဇာပါတယ်ပြီးရင် Ashkelon ပါတယ်အာဇုတ်ပါတယ်အေဂျုံနဲ့ဂါတာတို့ဖြစ်တယ်အဲ့ဒီနေရာတွေကပင်လယ်လူမျိုးနော်ဒီ Aegean ဒေသကနေရွှေ့ပြောင်းလာပြီးတော့သူကPentapolis အဲ့ဒီမြို့ကြီး9ခုမှာအတိအကခွဲပြန့်ပြီးတော့မှသူကကျဲပြန့်ပြီးတော့မှနေကြသူတို့ကိုပါလဲဆိုတော့ကန်ယူဒန်လူမျိုးလိုလည်းတတ်မှတ်ခေါ်ကြတာရှိပါတယ်အဲ့တော့ Israel လူမျိုးအနေနဲ့ဒေသဒီခါနာန်ပြည်မှာ
နေရာအားလုံးကိုတိမ့်ပိုက်လိုက်ပြီးဒါပေမဲ့သူတို့မသိမ်းနိုင်ခဲ့တဲ့နေရာတစ်ခုပဲရှိတယ်အဲ့ဒါဂါဇာနေရာဖြစ်နေတယ်အဲ့ဒီဂါဇာနေရာကလည်းဒါတမိုင်းကြောင်းရကျမ်းစာတမိုင်းကြောင်းရအစ္စရေးတွေရဲ့မဟာယန်တူနေရာတည်ရှိခဲ့တဲ့ဒါခံတပ်မြို့ဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ဒီဂါဇာဒေသမှာနေတဲ့ဖိလိတိလူမျိုးတွေကအစ္စရေးတွေကိုအကြိမ်ကြိမ်ချင်းချောက်ပြီးတော့မှသူတို့ကိုအန်တီရပေးခဲ့တဲ့တမိုင်းကြောင်းလည်းရှိခဲ့ပါတယ်ဥပမာအဖြစ်ရှန်ဆုံရဲ့တက်တောင်ကြည့်မယ်ဆိုရင်တရားသူကြီးမစာထဲမှာရှန်ဆုံကဒီဂါဇာဒေသနဲ့တော်တော်လေးအခြေဆက်ရှိပြီးတော့မှသူရဲ့ဘဝဇက်ကြောင်းကဒီဂါဇာဒေသမှာပဲဒါအသက်ချုပ်ငြိမ်းခဲ့တာကျွန်တော်တွေ့ရတယ်တခါဆိုရင်သူမြို့တကားကိုဖြုတ်ပြီးတော့မှထမ်းပိုးသွားတာပေါ့နော်ဖြုတ်သိမ်းသွားတာပေါ့အဲ့ဒီရဲ့တမိုင်းကြောင်းလည်းရှိတယ်တရားသူကြီးမစာ16ထဲမှာနောက်ဆုံးတော့ရှန်ဆုံကဒါဖမ်းဆီးခံရပြီးတော့မှသူ့ကိုဘယ်မှာခေါ်သွားလဲဆိုတော့ဂါဇာဒေသမှာရှိတဲ့တကုံဆိုတဲ့ဒီနတ်ဘုရားဘုံဘိတ်မှာခေါ်သွားပြီးတော့သူ့ရဲ့မှာချုံနှောင်ထားတယ်ပြီးရင်မျက်စိဖောက်ခံရတယ်ပြီးရင်အလုတ်ကျန်းနဲ့သူ့ကိုခိုင်းစေတယ်နောက်ဆုံးခါမှာကျတော့သူတကုံအဲ့ဒီဘိတ်မှာပဲပေါ့နော်သူနောက်ဆုံးတစ်ချိန်ဘုရားသခင်ကိုဆုတောင်းပြီးတော့မှဘုံဘိတ်မှာကိုဖြိုခွင်းပြီးတော့မှလူအမြောက်များသိဆုံးသွားတယ်သူကိုယ်တိုင်လည်းအမှတက်ချုပ်ငြိမ်းသွားတယ်ပေါ့နော်ဒါကြောင့်ဂါဇာဒေသလို့ပြောတဲ့အခါမှာအခုမှဖြစ်လာတဲ့ပြဿနာတော့မဟုတ်ဘူးသူကတကယ်ကိုခိုင်မာတဲ့ဒီအစ္စရေးကိုအမြဲတမ်းချင်းချောက်မှုပေးနေတဲ့ခံတပ်မြို့တစ်ခုဖြစ်တယ်ဆိုတာကိုတမိုင်းကြောင်းရတာအဲ့လိုဆင်းလာတာပေါ့နော်ဒါကြောင့်အစ္စရေးရဲ့မဟာယန်တူကပါလေဆိုတော့တခြားဒီဘက်ကပတ်ဝန်းကျင်နေရာတွေမဟုတ်သူ့ရဲ့မဟာယန်တူကတော့အနီးမှာရှိတဲ့အဲ့ဒီဂါဇာဒေသကဒါဖိလိတိလူမျိုးဖြစ်တယ်သူ့ရဲ့အသိဘယ်ကပါလေဆိုတော့terrorist ပေါ့နော်ဒါချင်းချောက်မှုပေးတယ်ရုတ်တရက်ခြုံကိုတိုက်ခိုက်တယ်ပြီးတဲ့အခါမှာသူ့ကိုအနီးကဒါအန်ဒီရပေးတယ်အကြောက်တရားတွေပေးတဲ့ဒီစိတ်ဝိညာဉ်ပေါ့အဲ့ဒါကဒီဂါဇာဒေသကပဲဖြစ်လာပါတယ်ဒါကြောင့်ဒီရဲ့အခုဖြစ်နေတဲ့ပြဿနာတွေအားလုံးပြန်ပြီးတော့မှဇစ်မစ်ကိုလိုက်ကြည့်ရမယ်ဆိုရင်တော့ဒီရှေးဘိုးဘေးအစဉ်ဆက်ကတဲ့ကလည်းသူတို့ကအချင်းချင်းအပြန်အလှန်တိုက်ခိုက်ကြတယ်ဒါဘယ်တော့မှစစ်မပြေငြိမ်းခဲ့ဘူးအဲ့တော့ဒီဘက်မှာတစ်ဖက်မှာတော့ဒီငြိမ်းချမ်းရေးကိုလိုလားတယ်ပြန်ပြီးတော့မှသူတို့အတူရှင်တွဲနေထိုင်မှုအတွက်ကြင်ကြိုးစားတယ်ဒါပေမဲ့မဖြစ်လာဘူးပေါ့နော်အဲ့တော့တမိုင်းကြောင်းအရာဒီဒေသကိုအစ္စရေးတွေကမထိန်ချုံနိုင်ခဲ့တယ်လို့ဒီခေတ်သစ်တမိုင်းမှာကြတော့1948ကနေ1969အထိအဲ့ဒီဂါဇာဒေသကိုတော့အီဂျစ်ရဲ့အထိန်ချုံမှုနဲ့အုပ်ချုပ်ရေးအောက်မှာသူရှိနေတယ်ဒါပေမဲ့1969ကနေ1994အထိကျတော့ဒီဂါဇာဒေသကိုအစ္စရေးကနဲ့ဒီ6ရက်စစ်ပွဲပြီးတဲ့ခါမှာပေါ့အစ္စရေးကနဲ့ပြန်ပြီးတော့သူထိန်းချုပ်နိုင်ခဲ့တယ်အစ္စရေးကနဲ့သူထိန်းသိမ်းဆောက်ရှောက်ခဲ့တယ်ဒါပေမဲ့ငြိမ်းချမ်းရေးနဲ့သူရှင်တွဲနေထိုင်မှုကိုအလဲအထက်လုပ်တဲ့အနေနဲ့ဒီ1994မှာအစ္စရေးကဒီဂါဇာဒေသကိုသူ့ရဲ့အပြည့်အဝထိန်းချုပ်မှုကနေပြန်ပြီးတော့လက်လွဲပြီးတော့ပါလက်စတိုင်းအာဏာပိုင်တွေကိုပြန်လက်ပြောင်းခဲ့တာပေါ့နော်ဒါပေမဲ့အကြောင်းမလှစွာနဲ့ဒီ2009မှာကျတော့ဒီဂါဇာဒေသကိုဒီဟာမတ်စတမ်ဖက်တွေကပါလက်စတိုင်းရဲ့အာဏာပိုင်တွေစီကနေလက်လွဲယူပြီးတော့မှပြောမယ်ဆိုရင်သူကအကြမ်းဖက်တဲ့နီးနဲ့ပေါ့လူယူသွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးတော့မတည်ငြိမ်မှုတွေအများကြီးပြိပခါတွေအများကြီးတိုးပွားလာတယ်အဲ့တော့လုံးဝဂါဇာဒေသတစ်ခုလုံးကအကြမ်းဖက်တဲ့နယ်မြေဖြစ်လာအဲ့တော့တမိုင်းကြောင်းရခုနကမပြေလည်တဲ့နော်မဟာယန်တူကြီးကဒီမှာဟာမတ်စ်လက်ထဲရောက်လာတဲ့ခါကျတော့ပိုဆိုးလာတာပေါ့နော်နှစ်ပေါင်း3000ကျော်တမိုင်းကြောင်းရှိတဲ့ဒီမဟာယန်တူကခုနအစ္စရေးနဲ့ပါလက်စတိုင်းလို့ပြောတဲ့အခါမှာလည်းပဲဂါဇာဒေသပေါ့ဂါဇာဒေသနဲ့ကအခုဆက်လက်ပြီးတော့မှဟာမတ်စ်အကြမ်းဖက်လက်ထဲမှာအုပ်ချုပ်ရေးလက်အောက်မှာရောက်သွားတဲ့အခါကျတော့ပိုဆိုးလာတာပေါ့နော်သူတို့ရဲ့တမိုင်းကြောင်းကပြန်ပြီးတော့အသက်ဝင်လာသူတို့ကနဲ့အစ္စရေးကိုမြေပေါ်ကနေဖျောက်ဖျက်ဖို့အတွက်အစ္စရေးနိုင်ငံကိုအကြမ်းဖက်ဖို့အတွက်အစ္စရေးကိုဘယ်လိုချိန်ချောက်မယ်အစ္စရေးကိုကြောက်တရားဝင်အောင်ဘယ်လိုလုပ်မယ်ဆိုတာသူတို့အမျိုးမျိုးကြံစီပြီးတော့မှလှုပ်ဆောင်လာတယ်အဲ့တော့သူတို့ရဲ့လှုပ်ဆောင်မှုအားလုံးကဘာနဲ့တွားတူလဲဆိုတော့ဟိုးတမိုင်းကြောင်း3000ကအစ္စရေးကိုနီလန်မျိုးမျိုးနဲ့ချိန်ချောက်တိုက်ခိုက်တဲ့လူတွေနဲ့တူတယ်ပေါ့နော်။ဥပမာဂေါဒီယတ်ကလာပြီးတော့မှဒီအစ္စရေးစစ်တပ်တွေကိုလာပြီးတော့ရက်ပေါင်း40စိန်ခေါ်တယ်ကြွေးကြော်တယ်။အဲ့တော့အကြောက်တရားကိုသူစေလွတ်တယ်။ပြီးတဲ့အခါမှာခြုံခိုတိုက်ခိုက်တယ်အမျိုးမျိုးပေါ့အစ္စရေးကိုဒုက္ခပေးတယ်။အဲ့ဒီလိုဖြစ်အောင်အခုဟာမတ်စ်ကပြန်လည်ပြီးတော့မှတက်ဝင်လှုပ်ရှားလာတာတွေ့ရတယ်။ဒါကြောင့်မို့အထွတ်ထိပ်ကဒီမှာဟာမတ်စ်လက်အောက်ရောက်လာပြီးတဲ့နောက်မှာပြန်ဖြစ်လာဒါကြောင့်ဒီစစ်ပွဲကြီးကဒါဘလို့မှမပြေငြိမ်းဘူးပေါ့နော်ဒါဆက်ပြီးတော့မှဖြစ်နေအဲ့တော့အခုဒီအစ္စရေးနဲ့ဂါဇာမှာဖြစ်နေတဲ့ဒီပြဿနာကြီးကနိုင်ငံရေးအရာလူမျိုးရေးအရာပဲမကဘဲနဲ့ဝိညာဉ်ရေးအရာဆင့်တက်လာပြီးတော့မှပြိပခါအခုထိမပြေလည်နိုင်ဖြစ်နေတာပေါ့နော်အဲ့တော့ဒီຢာကိုအခု
သမ္မတထရန့်ကတော့ကြိုးစားပြီးသူအကောင်းဆုံးဒါအပြစ်ခတ်ရစေငြိမ်းချမ်းသဘောတူညီမှုစာချုပ်နဲ့လှုပ်ပြီးတော့မှအာရပ်နိုင်ငံတွေနဲ့သူပြန်ပြေလည်အောင်ဒီ Abraham Accord ကိုလည်းပဲဒါအကောင့်ထဲပေါ်ဆောင်ရွက်ပြီးတော့မှအာဗြဟံမိသားစုတွေမှာတလုံးတစ်ဝါတည်းရောက်လာအောင်သူတို့ကကြိုးစားနေဒါပေမဲ့ဒီထာဝရငြိမ်းချမ်းရဖို့ဆိုတာတော့တော်တော်နဲ့မဖြစ်နိုင်သေးပါဘူးဒါယာယီလောက်ပဲဖြစ်မယ်အဲ့တော့ဒါဒီအခုငြိမ်းချမ်းရေးသဘောတူညီမှုကဘလောက်အတိုင်းတာဒီတွားပြီးတော့မှဖြစ်လာမလဲဆိုတာတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့တမိုင်းเจ้าကိုကြည့်မယ်ဆိုရင်တော့ဒီပြဿနာကအရင်တော့လည်းမပြေလည်ခဲ့ဘူးခေတ်တစ် Israel တမိုင်းမှာလည်းမပြေလည်ခဲ့လို့နောင်ကာလအထိပေါ့ပြောမယ်ဆိုရင်နှစ်တစ်ထောင်ယေရှုခရစ်တော်မိလေနိကာလမှာအုပ်ဆိုးတော့အချိန်ထိဒါ the Prince of Peace ငြိမ်းချမ်းရေးအရှင်မလာမချင်းတော့ဒီပြဿနာကဆက်လက်ပြီးတော့ရှိနေမဲ့သဘောတက်ရောက်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော် personally အဲ့လိုသုံးသပ်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးကိုရှေ့ရှုပြီးတော့မှငြိမ်းချမ်းရေးကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်တော့ကျွန်တော်ဆုတောင်းပေးရမှာဖြစ်တယ်အဲ့တော့ယေရုရှလင်ငြိမ်းချမ်းမှုဆုတောင်းတဲ့အခါမှာကြာရင်ကျွန်တော်ဒါဂါဇာဒေသနဲ့ပတ်ဝန်းကျင်နိုင်ငံတွေအားလုံးလည်းပဲအတူရှင်တွဲနေတိုင်းပြီးတော့ငြိမ်းချမ်းစွာဒီငြိမ်းချမ်းရေးကိုပေါ်ဆောင်နိုင်ဖို့အတွက်တော့ဆက်လက်ဆုတောင်းမှာပဲဖြစ်ပါလေကျွန်တော်တတ်နိုင်တဲ့အပိုင်းကတော့ဆုတောင်းပေးဖို့ငြိမ်းချမ်းရဖို့ဆုတောင်းရမယ်ဒါပေမဲ့နိုင်ငံရေးအရာဒါလူမျိုးအရာဘာသာရေးအရာယုံကြည်ကိုးကွယ်မှုအရာလုံးဝကိုစန့်ကျင်ဘက်ဒီနိုင်ငံလူမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်တကယ်လဲငြိမ်းချမ်းစွာနော်ငြိမ်းချမ်းရေးကိုပေါ်ဆောင်နိုင်မလားဆိုတာကိုတော့ဒါဆက်လက်ပြီးတော့ကျွန်တော်ဆုတောင်းမျှော်လင့်ရင်းနဲ့စောင့်ကြည့်ရမယ့်အနေအထားရှိပါတယ်ဆိုတဲ့ဟာလေးပေါ့နော်ဒါတမိုင်းเจ้าနဲ့ကျမ်းစာရဲ့ရှုထောင့်နဲ့ကျွန်တော်ဒီမှာနေငယ်တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ် peace shalom အားလုံးပေါ်ဘုရားကောင်းကြီးတည်ရောက်ပါစေ